ကြက်သွန်ပင်လေးတွေအရမ်းကိုလှနေပါတယ်။ခုလိုရာသီကနေရောင်ကောင်းတဲ့အချိန်မို့လို့ကြက်သွန်ပင်လေးတွေအရမ်းကိုတန်ပါတယ်။ဒါပေမဲ့လေတိုက်တာရဲ့ကြောင်လေးတွေစောတာရဲ့ကြောင့်မို့အပင်လေးတွေကျိုးနေပါတယ်။ကြောင်တွေကလည်းလေဒီနေရာဆိုအရမ်းကြိုက်ကြတာ။ဒီနေ့ကတော့ကျိုးနေတဲ့ကြက်သွန်ပင်လေးတွေကိုဖြတ်ပြီးဟင်းထည့်စားမယ်။အဲဒါကြောင့်မို့ကက်ကြီးလေးနဲ့လိုက်ဖြတ်ပေးလိုက်တယ်။ခုလိုဖြတ်ပေးတာကလည်းအပင်ကိုပိုပြီးသန်စေပါတယ်။ကြက်သွန်ပင်ကိုရေနဲ့စိုက်ထားတာမို့လို့ခူးတဲ့အချိန်မြေဩဇာထည့်တဲ့အချိန်တွေဆိုအရမ်းကိုလွယ်ကူပါတယ်။ဒီလိုကျိုးတဲ့ဟာလေးတွေဖြတ်ယူတာဖြစ်ဖြစ်တပင်လုံးကိုညှပ်ယူတာဖြစ်ဖြစ်ရပါတယ်နော်။ကြက်သွန်ပင်ရဲ့အမြစ်ကရေနဲ့ထိနေရင်ပြန်ထွက်တတ်ပါတယ်။ကြက်သွန်ပင်ကညှပ်ပေးလေလေထွက်လေလေပါပဲနော်။ရက်ပြီးလောက်ရတော့လဲညောင်းလာပြီလေ။ကြက်သွန်ပင်ခွက်လေးတွေကိုယူလာပြီးအောက်မှာထိုင်လုပ်တော့မယ်။မကြာဘူးလို့ထင်ပြီးမှလှုပ်ရင်းနဲ့နေတောင်ဝင်နေပြီလေ။မလှုပ်ခင်တုန်းကတော့ဘာမှမဟုတ်သလိုနဲ့ခုတော့တော်တော်လေးကိုလက်ဝင်ပါတယ်။လှုပ်ပြီးရင်လည်းမနားချင်တော့ဘူးလေ။လှုပ်ရင်းနဲ့လှုပ်ချင်စရာတွေကထပ်ပေါ်လာပြန်ပြီးသွားနေတဲ့ဥတွေကိုပြန်ခွဲချင်တဲ့စိတ်ကထပေါ်လာပါတယ်။ဒါပေမဲ့နားလိုက်ရတော့မယ်။နေဝင်ပြီဆိုရင်ခြင်တွေကထွက်လာပြီဆိုတော့ပြေးရတော့မယ်။ဖြတ်ပြီးတဲ့အပင်လေးတွေကိုသူ့နေရာနဲ့သူပြန်ထည့်ထားလိုက်တဲ့အမြင့်လေးတွေတအားရှည်ပြီးရှုပ်နေရင်လည်းညှက်ထုတ်လိုက်လို့ရပါသေးတယ်။ဒီနေ့ဖို့ကတော့အချိန်ကုန်သွားပါပြီ။ကြည့်ပါဦးအများကြီးရတယ်။များလွန်းလို့မစားနိုင်သေးတော့အိတ်လေးထက်လေးလုံးအောင်ပိတ်ပြီးရေခဲသေချာထဲထည့်ထားရင်အကြာကြီးခံပါတယ်။နောက်မှဘာဟင်းလုပ်စားရင်ကောင်းမယ်လို့စဉ်းစားရအောင်မယ်။ကြက်သွန်ပင်များများသုံးပြီးဘယ်လိုဟင်းတွေချက်စားလို့ရတယ်ဆိုတာကိုလည်းသိရင်အောက်ကွန်မန့်မှာရေးထားပေးပါနော်။ခုတလောကြက်သွန်ပင်ကများတော့ဘယ်သူ့ပေးလည်းမယူကြဘူး။ဈေးမှာလည်းတအားပေါတယ်လေ။အသိအိမ်တွေကလည်းကိုယ်တိုင်စိုက်ကြတော့ဘယ်သူမှမယူကြဘူး။အဲဒါကြောင့်မို့ကိုယ်တိုင်ပဲချက်စားရတော့မယ်။ဒီကလစ်လေးကတော့နည်းနည်းရှည်သွားတယ်နော်။စကားပြောလေ့ကျင့်နေလို့ပါ။အဆုံးထိကြည့်ရှုအားပေးတဲ့သူတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ကြည့်ရှုအားပေးတဲ့သူအားလုံးကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေလို့လည်းဆုတောင်းပေးပါတယ်နော်။